သုံးမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီထိုင်းနိုင်ငံကိုတရားဟောဖို့သွားတယ်ကိုရင်လေးဥဒ္ဓမရဲ့ပေါ့နော်တရားမဟောဘဲနဲ့ပြန်လာခဲ့ရတယ်ပေါ့နော်ဗီဒီယိုဖိုင်ကိုကျွန်တော်ဒီနေ့ပြသပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီထိုင်းနိုင်ငံကိုတရားဟောဖို့သွားတယ်ကိုရင်လေးဥဒ္ဓမကဒီထိုင်းနိုင်ငံကိုတရားဟောဖို့သွားခဲ့ပြီးမြင်ပေါ့နော်ဒီထိုင်းနိုင်ငံကဒီတာဝန်ရှိသူတွေပလိတ်တွေကဒီတရားပွဲကိုပိတ်ပင်ခဲ့တဲ့အတွက်ပေါ့နော်မဟောဘဲပြန်လာခဲ့ရပါတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လေးကိုပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာပြသပေးမှာဖြစ်ပါတယ်ဆိုတော့အတူတူကြည့်လိုက်ကြရအောင်ဗျာနော်ဒီကိုရင်လေးတရားသွားပြီးတော့ဟောတဲ့နေရာကထိုင်းနိုင်ငံမဟာချိုင်းပေါ့နော်ဒီဝေလာကိုလန်တနင်္ဂနွေဈေးကွင်းထဲမှာပေါ့နော်ဒါမြန်မာတွေအားလုံးပဲဒီစုဝေးရောက်ရှိနေတဲ့ဒီကွင်းထဲမှာတရားသွားပြီးတော့ဟောတာပေါ့နော်အဓိကဒီလိုဖြစ်သွားတာကကြတော့ကျွန်တော်ဒီပွဲကိုစီစဉ်တဲ့သူတွေလိုအပ်ချက်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့ဒီသူများနိုင်ငံမှာပဲဖြစ်ဖြစ်ဒီအခုနောက်ပိုင်းကိုနိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နော်ဘာပွဲဖြစ်ဖြစ်ပွဲတစ်ပွဲလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဦးဆုံးပါမစ်ယူကြရတယ်ပေါ့နော်သူများနိုင်ငံဆိုရင်တော့ပို့ဆိုးပေါ့နော်ကိုနိုင်ငံသားတွေဘာပွဲညာပွဲလှုပ်အရင်ဦးဆုံးသွားပြီးတော့အတီးပေးတာပါမစ်ယူတာကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဒီပွဲလှုပ်တာကိုတရားပွဲလှုပ်တာကိုသူတို့ကဒီပွဲစီစဉ်တဲ့သူတွေကပါမစ်မယူတဲ့အတွက်ကြောင့်မလို့ပေါ့နော်တရားဟောမဲ့အချိန်လေးမှာအဲ့ဒီတာဝန်ရှိသူတွေပလိတ်တွေကလာပြီးတော့စစ်ဆေးပြီးတော့တရားပွဲကိုပိတ်သိမ်းလိုက်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီတရားသွားပြီးတော့ပြီးတယ်ပေါ့နော်ကိုရင်လေးဥဒ္ဓမကတရားမဟောဘဲနဲ့ပြန်လာခဲ့ရတာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ဒီပွဲစီစဉ်သူတွေလိုအပ်ချက်လို့ပဲထင်တယ်ဆိုတော့သူတို့ဒါတကယ်လို့ဒီပါမစ်သွားယူမယ်ဆိုလို့ရှိရင်ဒီလိုဖြစ်လာစရာအကြောင်းတော့မရှိဘူးလို့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်မင်္ဂလာပါနော်အဲ့မှာမချိုင်ဝေလာမှာကိုရင်လေးကြွလာတယ်နော်တင်းကိုရင်လေးကြွလာတော့ပထမတော့ဘောက်တွေခွက်ပြီးတော့ဘောက်တွေပါရှိတယ်ပေါ့နော်စားဘောက်တွေပါရှိတယ်နောက်ကိုရင်လေးကြွလာခါနေလူတွေကမြန်မာပြည်သားတွေကတရားနာတဲ့သူတွေကဒါအားကြီးများသွားတော့နော်ကျွန်တော်တို့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေဟာပြိတ်တွေလာတယ်နော်လာပြီးတော့ဘောက်တွေတိတ်သွားပါတယ်ပွဲစီစဉ်တဲ့သူတွေရဲ့ညက်ပြင်းမှုကြောင့်တော့မသိဘူးဗျာနော်ဒါကြတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဗုဒ္ဓဘာသာတို့ဗုဒ္ဓဘာသာချင်းချင်းဆိုတော့တချို့ကစိတ်ထဲမှာတော့မကောင်းကြဘူးပေါ့ဗျာတရားနာတယ်ဆိုတာဒီတော့လူအများကြီးကိုရင်လေးတရားနာရင်ဘလို့អော်ပြီးတော့ပြောလို့နေရမှာလဲပေါက်တော့ရှိရမှာပေါ့နော်ဆောင်းပေါက်တွေပေါ့ကိုရင်လေးကတော့မာချယ်ကိုကြွလာတာတော့ခုချိန်ကြတာပေါ့နော်ရှိသမျှလူတွေအကုန်လုံးလာပြီးတော့တရားကိုရင်လေးရဲ့တရားကိုလာနာကြတာပေါ့နော်အဲ့မှာပြိတ္တိလာပြီးတော့ပေါက်သိသွားတယ်ကွဲစီစဉ်သူတွေကလည်းညက်ဖြေးလို့ကြတော့အဲ့ဒါကြောင့်မသိပါဘူးနော်ဘာဖြစ်လို့ဆိုတော့တခုလောက်တော့မယ်ဆိုတော့တရားဝင်တင်ရတယ်ဗျာတရားဝင်လက်မှတ်တွေပေါ့နော်တရားဝင်သက်ဆိုင်ရာဌာနတွေရဲ့ခွင့်ပြုချက်ယူရတာဒါလည်းမြန်မာပြည်မှာပါမြန်မာပြည်မှာဗာလဲမြန်မာပြည်မှာလည်းဒီလိုပဲတွားရတာပေါ့နော်ဒါပေမဲ့ခုတရားခွဲမှာတာဝန်ရှိတဲ့လူတွေကလာတာဆိုတာဘောက်တွေပိုင်းလာသိသွားတယ်ဆိုတော့တရားနာခွဲမပေးဘူးပေါ့နော်ကိုရင်လေးကြွလာပါပြီကိုရင်လေးကြွလာပါပြီနော်ကိုရင်လေးကြွလာပါပြီချင်းညူစရာကောင်းပါတယ်မြန်မာလူမျိုးတွေနဲ့နဲတာမဟုတ်ဘူးနော်လာကြတာကွင်းတစ်ကွင်းလုံးပြည့်ရှံတော့အဲ့ဝေလာတနင်္ဂနွေဈေးကွင်းမှာနော်အဲ့တော့တဲ့ပေါ့နော်တဲ့ဘာလဲဆိုတော့စိတ်မကောင်းဘူးပေါ့နော်ကိုရင်လေးလာတဲ့ချိန်ကျရင်တရားမနာရဘူးပေါ့နော်ကိုရင်လေးတရားကိုနာကြခွင့်မရဘူးပေါ့နော်အဲ့မှာသူများနိုင်ငံဆိုတော့တခုတော့အသက်လို့နေဆိုတော့စုပြောသွားတဲ့စကားလုံးတွေကမတန်မှန်ပါတယ်အသက်နေဆိုပြီးတော့ထိုင်းရောက်တဲ့ချိန်မှာပြောတော့တချို့တွေကနာကြတယ်အဲ့သက်နေဆိုပြီးတော့ဒေါ်စုကလာကျင်းသွားတဲ့ပုံစံမျိုးတကယ်တော့ကျွန်တော်ဒေါ်စုပြောသွားတဲ့စကားလုံးကလည်းဗာလဲဆိုတော့အခုချိန်ဒီမှန်နေတော့ပဲเนาะကျွန်တော်တို့သိရပါပြီကျွန်တော်တို့เนาะစိတ်လည်းမကောင်းပါဘူးဗျာဒါပါပဲဘယ်အားလုံးစိတ်တော့မကောင်းပါဘူးဗျာနော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေပြီးတော့မှတကူးတကထိုင်းနိုင်ငံကိုသွားရတယ်ထိုင်းနိုင်ငံကဒီမြန်မာတွေကလည်းတကူးတကဒီကိုရင်လေးကိုတရားဟောပေးဖို့အတွက်ပေါ့နော်လမ်းပြီးတော့ဖိတ်ခေါ်တယ်ဟိုကြမှာဒီပလင်ပေါ်ရောက်ခံနေမှာတရားဟောဖို့အချိန်ကြမှာစစ်ဆေးဝင်လာပြီးတော့တရားပွဲကိုပိတ်သိမ်းလိုက်ရဆိုတော့တကယ်တော့စိတ်မကောင်းစရာဖြစ်မိပါတယ်တကွင်းလုံးလဲအကောင်လုံးဒီရွှေပြောင်းမြန်မာအလုပ်သမားတွေပဲပေါ့နော်တော်တော်များတယ်တွေ့ရတဲ့အတိုင်းပဲပေါ့နော်တော်တော်စိတ်မကောင်းဖြစ်ဖို့ကောင်းပါတယ်ဒါကတော့
လိုအပ်ချက်တွေကြောင့်ပေါ့နော်နောက်တစ်ခါတကယ်လို့ဒီလိုမျိုးပွဲများလုပ်ခဲ့မယ်လို့ဆိုလို့တွေးကြလို့ရှိရင်ပေါ့နော်ဒါအရင်ဦးဆုံးရှိမှပြောခဲ့တဲ့အတိုင်းပါမေးလေးတွေဗာလေးတွေကြိုပြီးတော့ယူဖို့တင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုသတိထားနေကြပါမယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ရဲ့အတူလိုက်ပြီးတော့ကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲbye byeနော်